အားလုံးပဲမင်္ဂလာပါဒီနေ့မှကျွန်တော်ကအိမ်မှာပေါင်မုတ်လေးရှိုံနဲ့နုံညံ့ပြီးတော့လည်းအရသာရှိမယ်ကလေးတွေလည်းကြိုက်မယ်အာဟာရပြည့်ဝတဲ့ကြက်ဥပူတင်လေးကိုအလွယ်လုံနေနဲ့လုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးကြက်ဥသုံးလုံးကိုပကံနဲ့ဖောက်ထည့်ပြီးတော့ကျွန်တော်တို့မှွေတံလေးနဲ့မှွေထားလိုက်ပါမယ်အနှစ်နဲ့အကားတေချာရောပြီးတော့ခလောက်ပြီးပြီဆိုလို့ရှိရင်တော့အရသာအတွက်ကိုတကြား3စွန်းထည့်ပါမယ်တကြားတွေအားလုံးပျော်ဝင်သွားတဲ့အထိကိုကျွန်တော်တို့ခောက်တံလေးနဲ့တေချာလေးမှွေပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့စားလေးအနည်းငယ်ထည့်ပြီးရင်ထို့နည်းအတူပဲကျွန်တော်တို့တေချာလေးမှွေလိုက်ပါမယ်ခင်ဗျာအားလုံးလည်းပျော်ဝင်သွားပြီဆိုလို့ရှိရင်တော့နွားနို့ဘူးသေးတစ်ဘူးကိုဖောက်ထည့်ပါမယ်ဒါကတော့450 ml ရှိပါတယ်ဘူးအသေးပါကျုပ်ပူတင်လုပ်တဲ့အခါမှာပူတင်လေးကအီတုံတုံလေးဖြစ်နေအောင်တချို့ကတော့ဂျုံမှုတ်ကိုသုံးတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကဂျုံမှုတ်မရှိတဲ့အတွက်ကြောင့်မို့လို့အိမ်မှာရှိနေတဲ့ထောပတ်ပေါင်မုတ်လေးကိုပဲနှစ်ချက်သုံးလိုက်ပါမယ်ဒီနှစ်ချက်ကိုလည်းကက်ကြီးလေးနဲ့တေချာလေးတသေးလေးတွေဖြစ်အောင်ညှက်ထည့်ပြီးတော့ဒီခောက်တံလေးနဲ့ပေါ့နော်ပျော်ဝင်သွားအောင်လို့တေချာလေးမှွေလိုက်ပါမယ်ခင်ဗျာပေါင်မောဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအရည်တွေနဲ့တသားလေးပျော်ဝင်သွားဖို့ဆိုလို့ရှိရင်တော့အချိန်ပိုပြီးတော့ပေးရတယ်ဒီလိုမျိုးမပေးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂျုံမှုတ်ကိုပဲအလွယ်သုံးလို့ရတယ်ဂျုံမှုတ်မရှိဘူးပေါင်မုတ်သုံးမယ်ဆိုလို့ရှိရင်တော့ဘလန်ဒါနဲ့ကြိတ်ပြီးတော့လည်းအလွယ်သုံးလို့ရပါတယ်ဘလန်ဒါနဲ့ဆိုရင်တော့မြန်တယ်ပေါ့နော်ဒါနဲ့ဆိုရင်တော့နည်းနည်းလေးကြာပါတယ်မမွေနိုင်တော့လို့ဒီလောက်အနေထားဆိုရင်လည်းအဆင်ပြေပါတယ်ပြီးရင်တော့ဘူတင်ရဲ့အောက်ခြေမှာခင်းနေကျွန်တော်တို့တကြားညိုလေးလုံးမှာပေါ့နော်အရင်ဆုံးကျွန်တော်ကတော့ထောဘက်ကိုထည့်ပါတယ်ပြီးရင်တော့တကြား2စွန်းလောက်ထည့်ပြီးလို့ရှိရင်ဒီမီအေးအေးလေးနဲ့မှွေလိုက်တယ်ဆိုရင်တော့တကြားကကျွန်တော်တို့ညိုပြီးတော့ဒီလိုမျိုးပျော်သွားတယ်တကြားတွေမအေးခင်မှာခွက်ကိုအစီအမံပြင်ထားပြီးတော့တခါတည်းထည့်တာကပိုကောင်းတယ်နောက်ဆိုလို့ရှိရင်တကြားတွေအေးသွားရင်ကျွန်တော်တို့ညောင်စည်းကြပြီးတော့ထည့်ရတဲ့အခါမှာချွတ်ချွဲကြီးနဲ့ထည့်ရခတ်တယ်ပေါ့နော်မာလဲမာသွားရင်လုံးဝအဆင်မပြေပါဘူးတကြားအနှစ်တွေထည့်ပြီးဆိုလို့ရှိရင်တော့ခုနကဖြော်ထားတဲ့မုတ်အနှစ်တွေကိုကျွန်တော်တို့ဒီခွက်မပြည့်တပြည့်လေးပေါ့နော်အဲ့ဒီအနေထားလေးထည့်ပါမယ်ပြီးရင်တော့ပေါင်းအိုးထဲမှာအစင်းသင်းပြင်ထားလိုက်ပါမယ်ရင်နွေးပပွက်ဆူလာပြီဆိုလို့ရှိရင်တော့ခုနကစကားထဲမှာထည့်ထားတဲ့ကျွန်တော်တို့ဒီပူတင်ခွက်လေးတွေကိုထည့်ပြီးတော့9မိနစ်6မိနစ်ခန့်လောက်ပေါင်းထားလိုက်ပါမယ်အချိန်လေးပြည့်ပြီဆိုလို့ရှိရင်တော့အိုးဖုံးလေးဖွင့်ကြည့်ပြီးရင်ကျွန်တော်တို့သွားချထိုးတန်လေးနဲ့အကောင်လုံးကြက်မကြက်ကိုဒီလိုမျိုးလိုက်ပြီးတော့ထိုးကြည့်လို့ရပါတယ်ကြက်ပြီဆိုရင်တော့အိုးကနေချထားလို့ရပါပြီမမတတင်လေးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ရေခဲတစ်တာရှိရင်ရေခဲတစ်တာထဲမှာထည့်ပြီးတော့အေးအေးခံလို့ရပါတယ်ပူပူနွေးနွေးလေးစားချင်တယ်ဆိုရင်တော့တခါတည်းပကံထဲမှာထည့်ပြီးတော့စားလို့လည်းရတယ်ပေါ့နော်ကျွန်တော်ကတော့ရေခဲတစ်တာထဲမှာခဏအေးအေးခံထားလိုက်ပါမယ်အားလုံးလည်းပြီးပြီဆိုလို့ရှိရင်တော့အရသာရှိတဲ့ကြက်ဥပူတင်လေးရပါပြီဒီထဲမှာပေါင်မုတ်တွေနွားနို့တွေကြက်ဥတွေထောပတ်တွေတကြားတွေအားလုံးအချိုးကျပါဝင်တဲ့အတွက်ကြောင့်မို့လို့အရသာလည်းရှိတဲ့အာဟာရလည်းရှိပြီးတော့အီတုံတုံလေးနဲ့အရန်လဲစားလို့ကောင်းပါတယ်ကလေးလေးလည်းကြိုက်မယ်လို့ယုံကြည်ပါတယ်ပေါင်မုတ်ထည့်ထားပေမဲ့လည်းကျွန်တော်တို့ပေါင်မုတ်ကဒီအပူပေးလိုက်တဲ့အခါမှာလုံးဝကိုပျော်ဝင်သွားပြီးတော့အီတုံတုံလေးပါအဖက်ဖက်တွေမဖြစ်နေဘူးပေါ့နော်လုံးဝစားကောင်းပါတယ်ခင်ဗျာနောက်ဘလို့မှပြန်တွေ့ပါမယ်